Archer fish တွေဟာအစာရှာတဲ့အခါသူတို့ရဲ့ပါးစပ်ကနေအားကောင်းတဲ့ရေပန်းတစ်ခုကိုမှုတ်ထုတ်တတ်ပါတယ်။အကယ်၍အင်းဆက်ဟာ1 မီတာအကွာအဝေးတွင်းမှာရှိနေရင်အဲ့ဒီရေပန်းရဲ့ထိမှန်နှုန်းဟာ98%အထိရှိပါတယ်။ Archer fish ဟာခန္ဓာကိုယ်အရှည်20 စင်တီမီတာခန့်ရှိပြီးသူတို့ရဲ့ထူးခြားတဲ့ရေပစ်စွမ်းရည်ကြောင့်ဒီအမည်ကိုရရှိခဲ့တာပါ။သူတို့ရေမှုတ်ထုတ်နိုင်တဲ့နည်းလမ်းကတော့အလွန်ရိုးရှင်းပါတယ်။သူတို့ရဲ့ပါးစပ်ထဲမှာအမြောင်းတစ်ခုရှိပြီးရှာနဲ့အဲ့ဒီအမြောင်းကိုထိကပ်လိုက်တဲ့အခါပိုက်တစ်ခုတစ်ဖွဲဖြစ်သွားပါတယ်။ပါးစပ်ထဲကိုရေတငုံစုပ်ယူပြီးတဲ့နောက်ပါးဟတ်အဖုံးကိုလျင်မြန်စွာပိတ်လိုက်ပါတယ်။အဲ့ဒီအခါဖိအားပြောင်းလဲမှုကြောင့်ပါးစပ်ထဲကရေဟာရေပန်းအဖြစ်ပြောင်းလဲသွားပြီးအပြင်ကိုပန်းထွက်သွားတာပါ။အကွာအဝေး2 မီတာအထိရောက်အောင်ပစ်ခတ်နိုင်ပါတယ်။သူတို့ရဲ့ရှာဟာရေပမာဏကိုလည်းထိန်းချုပ်နိုင်ပြီးတစ်ချက်ချင်းပစ်တဲ့ပုံစံမျိုးကိုလှုပ်ဆောင်နိုင်ပါတယ်။ Archer fish တွေကိုအပူပိုင်းဒေသကဒီရေတောတွေမှာအဓိကတွေ့ရတတ်ပါတယ်။သူတို့ဟာရေချိုနဲ့ရေငန်ဆုံရာကြည်လင်တဲ့ရေထုထဲမှာနေထိုင်ကြတာပါ။ဒါပေမဲ့အလင်းရိုင်မှုကြောင့် Archer fish အငယ်လေးတွေရဲ့ပြစ်မှတ်ထိမှန်နှုန်းကတော့အလွန်နည်းပါတယ်။တခါတလေမှာသူတို့ဟာကိုအထင်ကြီးပြီးပြစ်မှတ်ကိုမှားယွင်းရွေးချယ်တတ်ပါသေးတယ်။ဒါပေမဲ့ကံကောင်းတာကသူတို့ဟာအုပ်စုလိုက်နေထိုင်တတ်တဲ့သတ္တဝါတွေဖြစ်ပါတယ်။ Archer fish ဝါရင်ကြီးတွေအမဲလိုက်တာကိုဘေးကနေကြည့်ပြီးတင်ယူနိုင်ကြပါတယ်။နှစ်ပတ်ခွဲခန့်လေ့ကျင့်ပြီးတဲ့နောက်မှာတော့ Archer fish လေးတွေဟာအမြင်အာရုံအမှားကိုအလိုအလျောက်ပြုပြင်နိုင်သွားကြပါတယ်